Final Destination ရုပ်ရှင်ကကိုယ့်ရဲ့ကလေးဘဝနဲ့ဆယ်ကျော်သက်ဘဝကိုဘယ်လောက်တောင်လွှမ်းမိုးစေခဲ့လဲဆိုရင်ကိုနေရာတစ်ခုရောက်တယ်ကားပေါ်မှာတွားတာပဲဖြစ်ဖြစ်ဘယ်နေရာတွားတာပဲဖြစ်ဖြစ်ရောက်တဲ့နေရာပတ်လည်ကိုကြည့်ပြီးတော့ဒီမှာရှိတဲ့စက်ပစ္စည်းတွေကိရိယာတွေလှုပ်ရှားမှုတွေကိုကြည့်ပြီးဘယ်နည်းဘယ်ပုံနဲ့မတော်ဆတော့ဖြစ်နိုင်တယ်ဖြစ်တော့မှာပဲဆိုပြီးတော့တွေးပူလာတဲ့အထိကိုအရန်လွှမ်းမိုးမှုကြီးခဲ့တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Morris ပါကျွန်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဆိုရင် Final Destination ရုပ်ရှင်၅ခုထွက်ခဲ့ပြီးတော့14နှစ်ကြာမှာ Final Destination Bloodline ဆိုတဲ့နာမည်တစ်နဲ့ soft reboot ဆက်ဆံ Final Destination ရုပ်ရှင်တစ်ပြန်လာတော့မှာဖြစ်တယ်ဒီရုပ်ရှင်က Generation 9 trauma တွေပေးပြီးတော့ trauma တွေလက်ဆင့်ကမ်းစေခဲ့တဲ့ရုပ်ရှင်ဖြစ်တယ်ကျွန်တော်ဆိုရင် Bronze Final Destination ရုပ်ရှင်ကိုအသက်10နှစ်ဝန်းကျင်လောက်မှာ Bronze ကြည့်ခဲ့ရဘူးတယ်နောက်ရုပ်ရှင်တွေကိုလည်းဒီစလောင်းကနေအကိုမတွေဝယ်လာတဲ့အခွေတွေကနေစင်ဆာမဖြတ်ဘဲနဲ့ဝင်းမင်းဘပတ်ကြီးမြင်ခဲ့ရတော့ဒီ scene တစ်ခုတိုင်းဇုံဝင်ခန်းတိုင်းကကိုယ့်ရဲ့မျက်လုံးထဲမှာဓာတ်ပုံရိုက်ထားသလို memory ကျန်။ဘာကြောင့်လဲဆိုရင်ဒီရုပ်ရှင်တွေကလူတိုင်းတနည်းမဟုတ်တနည်းကြုံတွေ့ရမယ့်တေချင်းတရားနဲ့ဆက်ဆက်ပြီးတော့ရိုက်ထားတဲ့အပြင်ကိုရိုးရိုးတန်တန်တွေးရသားရတေးရမဟုတ်ဘဲနဲ့ရက်ဆက်တဲ့နီလန်းနဲ့ကြောက်စရာကောင်းတဲ့နီလန်းနဲ့တေးတာကိုရိုက်ပြတဲ့အခါမှာလူတွေကဒါကိုဆွဲမှတ်ပြီးတော့ကြောက်ရင်းကြတယ်ချိန်ထဲမှာလည်းခုံမြင်ကြတယ်ဒီလိုမျိုး engage လုပ်နိုင်တဲ့ရုပ်ရှင်တွေဖြစ်လို့ generation 9မှာဒီရုပ်ရှင်တွေကပြောစမှတ်တွင်ပြီးတော့အောင်မြင်ခဲ့တယ် full trailer တစ်ခုထုတ်ထားပေးတယ်ဒီ trailer မထုတ်ခင်မှာဆို10စက္ကန့်လေးပဲရှိတဲ့ teaser လေးတစ်ခုဖန်ကွဲစာလေးတစ်ခုရေခဲပုံနဲ့ပြုတ်ကျသွားတဲ့ teaser လေးတစ်ခုနဲ့တင် view တွေ share တွေကတိန်းတောင်းချီပြီးတော့ဘာမှ marketing စိတ်ထုတ်စရာမလိုပဲနဲ့ engage ဖြစ်အောင်ကြည့်ရတဲ့လူဆွဲခေါ်နိုင်အောင်လုပ်နိုင်တယ်ဒီလိုရုပ်ရှင်မျိုးကဘာကြောင့်အောင်မြင်တယ်လူကြိုက်များလဲဆိုရင်ပထမတစ်ခုစီးပွားရေးကပြောရမယ်ဆိုရင်ထုတ်လုပ်တဲ့စရိတ်ကအရန်ကုန်ကျစရိတ်နေတယ်ဒီရုပ်ရှင်နဲ့အောင်မြင်တယ်ဆိုတာကတရုပ်ဆောင်တွေကောင်းနေလို့တခြားသော fandom တွေလို့မဟုတ်ဘဲနဲ့လူကြိုက်များပြီးတော့ဒီဇက်ကောင်ကြောင့်လာကြည့်နေရတဲ့ပုံစံမျိုးတွေရှိမနေဘူးသူ့ရဲ့ concept ကတေချင်းတရားနဲ့ဆင်ပေးလိုက်တဲ့လောက်ရတာတေချင်းတရားဖြစ်နေတဲ့အတွက်ကြောင့်ဒီတေချင်းတရားကိုပုံဖော်တဲ့ဇက်ကောင်ကရှိမနေဘူးဆိုတော့ဒီဇက်ကောင်ကိုမိပြီးတော့ယုံတဲ့ကိုလူတွေဝင်အောင်လုပ်ဆရာမလို့တက်တစားတယောက်ဆောင်ပဲဖြစ်ဘယ်သူပဲဖြစ်ဟိုနာမည်ကြီးမင်းသားမင်းသမီးတွေခေါ်ရိုက်ဆရာမလို့ပဲနဲ့ချိန်မရွေးလူဝင်နိုင်မဲ့ရုပ်ရှင်မျိုးစားတွေဖြစ်တဲ့အခါမှာထုတ်လုပ်စရိတ်အရန်တက်တာတယ်အချိန်တိုင်းငွေရှာနိုင်တဲ့ရုပ်ရှင်တွေဖြစ်တယ်အခုဒီရုပ်ရှင်ကိုဖြန့်ချိတဲ့ Warner Brothers အတွက်တော့တိတ်ဆုံးတဲ့ဇက်ကွက်တွေတင်းနဲ့ရိုက်နိုင်တယ်ဆိုရင်တစ်သက်လုံးငွေရှာလို့ရနိုင်မဲ့ရွှေတွင်း franchise တစ်ခုဖြစ်တယ်Final Destination ရုပ်ရှင်တွေအကြောင်းပြောပြီးဆိုရင်ဒီမြဲထည့်ပြောဖို့လိုတာကတင်မင်းလက်ကနေဘယ်လိုလွတ်အောင်လုပ်မလဲဆိုတဲ့သူစူးစမ်းတဲ့အပိုင်းပဲ Final Destination 1နဲ့2မှာဆိုရင်တင်မင်းလက်ကလွတ်အောင်လုပ်ဖို့ကတကားနဲ့တကားဇလန်ပုံစံမတူ1မှာဆိုရင်ကိုယ်လည်းကြလို့ကိုကဒေလူမျောပါဖြစ်သွားတဲ့အခြေအနေရောက်ပြီးတော့မှပြန်ရှင်းလာရဆိုရင်ဒီတင်မင်းရဲ့စက်ကွင်းကလွတ်သွားပြီးတော့ကျန်တဲ့သူတွေအားလုံးဆင်းရလွတ်မယ်အဲ့လိုလုပ်ခဲ့တယ်ဒါပေမဲ့တကယ်တမ်းမှာဇက်တိမ်မလည်းရောက်တော့မအောင်မြင်ပြန်ဘူး2မှာဆိုရင်လေဒီတရားမစင်းထဲမှာပိုင်းသူတယောက်ကခလေးမွေးလိုက်တယ်ဆိုရင်အသက်တစ်ခုဖြစ်လာပြီးတော့ဒီတေချင်းစက်ကွင်းကကျိုးပြတ်သွားမယ်ကျန်တဲ့သူအသက်ရှင်မယ်ဆိုတဲ့ပုံစံနဲ့သူစူးစမ်းခဲ့ကြတယ်ဒါပေမဲ့တကယ်တမ်းမှာလည်းသူတို့ခလေးမွေးလိုက်တဲ့မိန်းမကတရားမစင်းထဲမှာပါမနေဘူးစက်ကွင်းကပြတ်မသွားပြန်ဘူးအပိုင်း3 4 5မှာမှပဲဒီတေချင်းတရားကနေကျိုးပြတ်ဖို့ဆိုစင်းထဲမှာပါတဲ့သူတယောက်ကအသက်ရှင်ကိုရှင်ဖို့လိုတယ်သူ့လက်ရောက်တဲ့အချိန်မှာသူမသေးဘဲနဲ့လွတ်သွားရဆိုရင်စက်ကွင်းပြတ်သွားမယ့်ပုံစံမျိုးသူတို့ရိုက်ပြခဲ့ရုပ်ရှင်၅ကားထွက်ထားတယ်၅ကားလုံးမှာဂွင်းလုံးကျိုးလွတ်သွားတဲ့သူဆိုတာခုထိမတွေ့သေးဘူး Final Destination Bloodlines မှာတော့ဘယ်လိုပုံစံမျိုးနဲ့လွတ်အောင်လုပ်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ကိုကတရားမဲ့စင်းထဲမှာပါပြီဆိုရင်တကယ်ပဲလွတ်အောင်လုပ်ဖို့နီလန်းကမရှိတဲ့လောက်ဖြစ်နေတဲ့အခါမှာဒါကိုဖြေရှင်းနိုင်မယ့်နီလန်းတစ်ခုခုတော့ Final Destination Bloodlines မှာ solution တစ်ခုပေးဖို့တော့မျှော်လင့်မိတယ်အနောက်ပြည်ဒီ trailer ကြည့်ရင်လည်းသဘောကျမိတာတစ်ခုကပုံမှန်ဆိုရင် Final Destination ရုပ်ရှင်တွေမှာဖြစ်တဲ့ဖိလိပ္ပရှိတဲ့တေမှုတေခင်းတွေကတယောက်တည်းရှိတဲ့အချိန်တော့ဟိုလူအုပ်ကြားထဲမှာတေရမျိုးကရှားပြီးတော့တယောက်တည်းဖြစ်တဲ့တယောက်တည်းရှိနေတဲ့အချိန်ဒီမှာပဲအမျိုးမျိုးမတော်မဆမှုတွေကြုံရပြီးကုရကြရမဲ့တဲ့အချိန်မှာဆုံးသွားကြမြင်များပါတော့အခု trailer မှာဆိုရင်ဒီမိသားစု reunion gathering လုပ်နေတဲ့အချိန်မှာပြပပရှိနေတဲ့အချိန်မှာလူ6ယောက်9ယောက်လောက်ရှိနေတဲ့အချိန်မှာမထင်မှတ်ထားတဲ့ဒီနမောနမဲ့ဖြစ်မှုတွေကနေထိုင်နေဖြစ်သူလို့ယူဆတဲ့သူကလူတွေအားလုံးရှိနေတဲ့အချိန်မှာကောက်ဖြစ်သွားတာမျိုးရတော့လေဟိုဆန်းပစ်တယ်လို့မြင်မိတယ် Bloodlines မှာလည်းဘယ်လို accident တွေနဲ့တဲရအောင်ရိုက်ပြအောင်လဲဆိုတာအရန်ကိုမျှော်နေပြီးပြီ Final Destination Bloodlines ရုပ်ရှင်က
millennial တွေကြုံခဲ့ရတဲ့ trauma တွေကို generation Z တာမက generation alpha တွေပါခံစားရနိုင်အောင်ပေါင်းကူးပေးနိုင်မဲ့ရုပ်ရှင်ဖြစ်မယ်လို့မျှော်လင့်တယ်ရုပ်ရှင်နဲ့ပတ်သက်တဲ့အခြားသုံးသပ်ချက်တွေကိုလည်း description မှာဖော်ပြထားတဲ့ playlist link ကိုနှိပ်ပြီးတော့ကြည့်ရှုနိုင်ပါတယ်အားလုံးနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်အားလုံးပဲ stay safe ပါ see you